အစိမ်းရောင်လမ်းရဲ့ခီးလန်းတစ်လျှောက်မှာအချိန်နဲ့နည်းပညာတွေကိုပံ့ပိုးပေးနေတဲ့ဆရာမတို့အတွက်ဂုဏ်ပြုဉာဏ်ပူဇော်ကပေးအပ်မဲ့အစီအစဉ်လေးစတင်မိတ်ဆက်လိုက်ပါပြီ We did it! We succeeded together! Hooray! အားလုံးပဲမင်္ဂလာပါရှင်အစိမ်းရောင်လမ်း mobile application နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အစိမ်းရောင်လမ်း mobile application ရဲ့လူကြိုက်များဆုံးကဏ္ဍတစ်ခုဖြစ်တဲ့အမေးဖြေကဏ္ဍမှာကျမတို့အစိမ်းရောင်လမ်းအဖွဲ့သားတွေအစိမ်းမြင့်တင်ထားတဲ့ဟာလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ကျမတို့အစိမ်းရောင်လမ်း mobile application ရဲ့အမေးဖြေကဏ္ဍမှာဆိုလို့ရှိရင်တက်တိနားလည်တဲ့ပညာရှင်တွေကသူတို့ရဲ့အတွေ့အကြုံနဲ့ပညာရပ်တွေပေါ်မှာအခြေခံပြီးတော့တောင်သူတွေရဲ့ပြဿနာတွေကိုအခမဲ့ဖြေရှင်းပေးနေတာဖြစ်ပါတယ်ဖြေဆိုပေးနေကြတဲ့ဆရာမတွေရဲ့အဖြေတွေဟာဆိုလို့ရှိရင်လည်းအစိမ်းရောင်လမ်းအဖွဲ့သားတွေနဲ့တကွာတောင်သူတွေအတွက်ကိုလည်းအလုံးမဲ့အကျိုးရှိလာပါတယ်။ဒါကြောင့်မို့လို့ကျမတို့အခုဆိုလို့ရှိရင်အစိမ်းရောင်လမ်းအဖွဲ့သားတွေကနေပြီးတော့မှဆရာမတို့ရဲ့စူးစမ်းအားထုတ်မှုတွေအတွက်ကိုဂုဏ်ပြုဉာဏ်ပူဇော်ကချီးမြှင့်ပေးမယ့်အစီအစဉ်လေးကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒီအစီအစဉ်လေးဟာဘယ်လိုမျိုးလုပ်ဖြစ်မှာပါလဲ။ဒီဂုဏ်ပြုစုငွေလေးကိုအချက်၅ချက်ပေါ်မှာမူတည်ပြီးတော့တွက်ချက်မှာဖြစ်ပါတယ်။နံပါတ်1အချက်အဖြေရည်အတွက်ဆရာမတို့ရဲ့ဒီ application ပေါ်မှာတောင်သူဘယ်နှယောက်ရဲ့မိကုံးကိုဘယ်နှခုဖြည့်ပေးထားလဲဆိုတဲ့ပုံမှာရည်တွက်မှာဖြစ်ပါတယ်။နံပါတ်2အချက်နှစ်သက်မှုအရေးအတွက်နှစ်သက်မှုအရေးအတွက်ကတော့ဆရာမတို့ဖြည့်ဆိုပေးထားတဲ့အဖြေတွေကိုတောင်သူဘယ်နှယောက်ကနှစ်သက်တယ်ဆိုတဲ့ခလုတ်ကိုနှိပ်ခဲ့ပါတယ်လေ။နံပါတ်3အချက်ထောက်ခံမဲ့အရေးအတွက်ထောက်ခံမဲ့အရေးအတွက်ကတော့ဆရာမတို့ဖြည့်လိုက်တဲ့အဖြေပေါ်မှာတောင်သူဘယ်နှယောက်ကထောက်ခံပါသည်ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ခဲ့ပါတယ်လေ။နံပါတ်4အချက်ပြည်လေတော့အဖြေဆရာမတို့ဖြေဆိုပေးလိုက်တဲ့အဖြေတွေကိုမိကုန်းရှင်တောင်သူကိုယ်တိုင်ကဒီအဖြေဟာသူ့အတွက်ကိုပြည်လေသွားပါတယ်ဒီအဖြေနဲ့သူ့ရဲ့စိုက်ခင်းပြဿနာတွေပြည်လေသွားပါတယ်ဆိုတဲ့ဟာကိုသူကပြန်ပြီးတော့ခလုတ်နှိပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဟာကိုလည်းကျမတို့ထည့်သွင်းရေးတက်မှာဖြစ်ပါတယ်နံပါတ်5ချက်ကြည့်ရှုသူအရေးအတွက်ဆရာမတို့ရဲ့အဖြေတွေကိုဘယ်နှယောက်ကများကြည်သွားလဲဆိုတဲ့ဟာကိုလည်းကျမတို့ရေးတွက်မှာဖြစ်ပါတယ်ဒီစီစဉ်လေးကနေတဆင့်ကျမတို့တွေကဆရာမတို့ရဲ့စူးစမ်းအားထုတ်မှုနဲ့ထိုက်တန်တဲ့ဂုဏ်ပြုစုမှုတွေကိုစီစဉ်ပေးနိုင်မှာဖြစ်တယ်လို့တောင်သူတွေအတွက်ကိုလည်းအချိန်တိုအတွင်းမှာတကယ်ထိရောက်တဲ့အဖြေတွေကိုပေးနိုင်မှာဖြစ်ပါတယ်အခုအချိန်မှာတော့ကျမတို့ရဲ့အစိမ်းရောင်လမ်း mobile application ပေါ်မှာစိုက်ပျိုးရေးပညာရှင်ဒါမှမဟုတ်မွေးမြူရေးပညာရှင်အနေနဲ့မှတ်ပုံတင်ထားတဲ့အသုံးပြုသူများအတွက်ကိုစတင်ပြီးမိတ်ဆက်လိုက်ပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ profile page ပေါ်မှာဒီအစီအစဉ်ထဲမှာပါဝင်ခြင်းရှိမရှိကိုဒီလိုမျိုးပုံစံလေးပေါ်ခြင်းရှိမရှိကိုစစ်ဆေးနိုင်ပါတယ်ဒီအစီအစဉ်လေးဟာဆိုလို့ရှိရင်တော့ကျမတို့အစိမ်းအောင်လန်အဖွဲ့သားတွေအနေနဲ့တောင်သူတွေကိုလည်းအကျိုးပြုရင်ဆရာမတို့လည်းဂုဏ်ပြုတာဖြစ်အောင်လို့စဉ်းစားစီစဉ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဆရာမတို့အနေနဲ့လည်းတောင်သူတွေကိုအကျိုးပြုရင်းနဲ့ဒီအစီအစဉ်လေးတွေမှာပါဝင်နိုင်ဖို့အတွက်ကိုလည်းဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်